ဆိုရင်အပိုင်းနှစ်မှာတော့ဒီလိုတိုင်တူလေးတွေထိုးခဲ့တာပေါ့နော်တိုင်တူလေးတွေထိုးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတိုင်တူလေးတရမ်းပြည့်သွားပြီဆိုလို့ရှိရင်ဒီမှာသူ့ကိုနောက်တစ်ဆင့်တက်မယ်နောက်တစ်ဆင့်ဆိုတော့အခြေခံထိုးနည်းအပိုင်း3ကိုတစ်ဆင့်ထပ်တက်မယ်နော်ဒါဆိုရင်ဒီမှာဒါလေးကိုဖုန်းမီလေးတစ်ချက်တက်မယ်ဖုန်းမီလေးတစ်ချက်တက်လိုက်မယ်နော်တက်ပြီးလို့ရှိရင်ဒီဘက်တစ်ဖက်ကိုရှီကိုဒီဘက်ပြန်လှည့်မယ်ဒီဘက်ကနေဒီလိုမျိုးထိုးမယ်နော်ဒီဘက်ကိုပြန်ထိုးမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ဖက်လှည့်မယ်လူမျိုးလှည့်ပြီးဆိုလို့ရှိရင်ဒီလိုချီလေးကိုဒီလိုရစ်လိုက်မယ်ရစ်ပြီးလို့ရှိရင်ဒီမဲ့ဒီအပေါက်ကလေးပေါ့နော်ဒီနားအပေါက်ကလေးမှာခေါင်းလေးကိုထည့်ပြီးရင်ဒီရှီစာလေးကိုပြန်ဆွဲမယ်ပေါ့နော်ပြန်ဆွဲမယ်ဆွဲပြီးခါကျရင်ဒီမှာအပေါ်မှာအပင်လေး3ပင်ပေါ့နော်ဒီမှာ1 2 3ဝင်းကျန်အဲ့ဒီ3ဝင်းကိုဒီလိုချီစာလေးနဲ့ချီစာလေးကိုဒီလိုလှမ်းပြီးကလော်ပြီးတော့မှပြန်ပြီးတော့ဒီထဲကိုဆွဲလိုက်ပါနော်လူမျိုးလေးပြန်ဆွဲလိုက်ပါအဲ့လိုမျိုးလေးเนาะဒါဆိုရင်ဒါကတိုင်လက်ထိုးနည်းပေါ့เนาะအခြေခံအပိုင်း3တိုင်လက်ထိုးနည်းပဲဖြစ်ပါတယ်ပေါ့เนาะဒါဆိုဒါတိုင်လက်ပေါ့เนาะဒါဆိုရင်နောက်တစ်ခါဆက်ထိုးပြမယ်ပေါ့เนาะဒါတိုင်လက်လေးပါเนาะဒီလိုတရိပ်ရစ်မယ်ရစ်ပြီးတော့သူ့ရဲ့ဒီမှာเนาะဒီပေါက်เนาะဒီရှေ့ပေါက်လေးမှာဒီလိုတစ်ခါထပ်ထိုးမယ်ဒီခြေသားကိုတစ်ခါပြန်ရစ်ပြီးတော့ယူလိုက်မယ်เนาะကလော်လိုက်မယ်ဒါဆိုရင်ဒီမှာ3ပင်အဲ့3ပင်ကိုဒီကျိုးစာလေးကိုဒီလိုလှမ်းဆွဲပြီးတော့မှကလော်လိုက်မယ်နော်ဒါဆိုရင်ဒါတိုင်လက်ပေါ့နော်တိုင်လက်နော်ဒါဆိုရင်ဒီဘက်တစ်ပတ်ကိုလည်းဒီလိုပဲတစ်ပေါက်ချင်းစီကိုကြံပေါက်ဒီတစ်ပေါက်ချင်းစီကိုဒီလိုတိုင်လက်ကလေးတွေထိုးသွားမယ်ပေါ့နော်တိုင်လက်ကလေးတွေထိုးသွားမယ်ပေါ့နော်ဒီလိုတိုင်လက်လေးတွေတစ်ပေါက်ချင်းစီဒီအဆုံးထိရောက်အောင်တိုင်လက်လေးတွေထိုးသွားမယ်ပေါ့နော်ဒါတိုင်လက်ထိုးနည်းပါเนาะအခြေခံအပိုင်း3တိုင်လက်ထိုးနည်းပဲဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ဒီမှာဒီလိုလေးရောက်လာပြီဆိုလို့ရှိရင်အခုမှစထိုးတဲ့အခြေခံသမားတွေဆိုလို့ရှိရင်ဒီလိုနောက်ပေါက်လေးတွေကြံနေလို့ရှိရင်အတန်းမညီတာလေးတွေဖြစ်တတ်တယ်ပေါ့เนาะဒါဆိုရင်ဒီမှာเนาะဒါနောက်ဆုံးပေါက်ကလေးဒီနောက်ဆုံးပေါက်ကလေးမှာတစ်ခါထိုးမယ်ပေါ့เนาะတိုင်လက်ကလေးပဲထိုးမယ်เนาะတိုင်လက်ကလေးပဲထိုးမယ်ဘာလို့လဲဆိုတော့တချို့အခြေခံသမားတွေကြတော့ဒီလိုမျိုးလေးကြံခဲ့တဲ့ခါကြလို့ရှိရင်ဒီအထက်အရှိကိုတက်တဲ့ခါတက်သွားတဲ့ခါကြလို့ရှိရင်ဒီလိုကြံနေလို့ရှိရင်ဒီလိုတစောင်းကြီးဖြစ်သွားမယ်နော်ဒီလိုတက်တဲ့မသွားဘဲနဲ့ဒီလိုတစောင်းကြီးတက်သွားမှာစိုးလို့ပါနော်ဒါကြောင့်မို့လို့ဒီအပေါက်လေးတွေကိုတေချာကိုထိုးတဲ့ဖွန်မီအပေါက်ကြီးအတွက်ကိုတေချာလေးမှာထိုးပါနော်။ဒါကြောင့်အပိုင်းလေးတွေခွဲတင်ရလဲဆိုတာကတော့ခုမှစထိုးမဲ့ခြေခံသမားလေးတွေဆိုလို့ရှိရင်နားမလည်မှာစိုးလို့ပေါ့နော်။ဒါကြောင့်မို့လို့အပိုင်းလေးတွေခွဲတင်ပေးရခြင်းဖြစ်ပါတယ်နော်။ကဲဒါဆိုတိုင်လက်ထိုးနည်းလေးပါနော်။